ဗျာနေရတာစိတ်မကောင်းလိုက်တာဗျာဘာဖြစ်တာတော့ကိုကြီးကညီကိုနှစ်ယောက်တည်းရှိတာအခုရတော့ဖြစ်တော့ဒီလေးဘလူခံစားမလားကိုကြီးလားလူကိုကြီး နဲတောင်ဘာဖြစ်တာလဲဟမ် နင်းတောင်ဘာဖြစ်လို့လဲ ဘာဖြစ်ရမှာတော့သူနေမကောင်းတာ9ရက်ရှိအစာလည်းမဝင်ဘူးအရင်လည်းမဝင်ဘူးကျွန်တော်စိတ်ညစ်တယ်ဗျာ မိမနဲ့သူကလေးတွေမခေါ်ထားဘူးလား ခေါ်ထားတယ်အသက်မီချင်းမြန်မြန်လားလို့ခေါ်ထားတယ်ဒါပေမဲ့တိတ်ချင်းမကောင်းဗျာနဲ့အေးစနေတာပဲဗျာကျုပ်ကလည်းမအားဘူးသူတို့အသက်မီမြန်မြန်လားလို့ပြောတယ်ကျုပ်ကတက်စီဆွဲရအောင်မှာဒီနေ့10တန်းစာမိုးရဲ့နောက်ဆုံးနေ့ဆိုတော့လက်ဘာပြောလိုက်တာလို့မဟုတ်ဘူးကွာဟိုဒီနေ့က10တန်းစာမိုးရဲ့နောက်ဆုံးနေ့လို့ပြောတာ ပြောလိုက်တာလို့ ဟုတ်ဘူးလေ ငါထူပေါင်းကွာဘာပြောလိုက်တာ 10တန်းစာမိုးရဲ့နောက်ဆုံးနေ့လို့ပြောတာ ဆယ်တန်းဆောင်မွေး ဟုတ်တယ်ဗျ နောက်ဆုံးနေ့ ဟုတ်တယ် အဲ့ဒါဆိုအရက်ဆိုင်နေဖွင့်ပြီပေါ့ ။အော်ဖွင့်လာတော့9ရက်ပြည့်ပြီ အရက်ဆိုင်နေဖွင့်အဲ့ဒါငါပေါ်မှာဖြစ်တော့မယ် ။ကိုကြီး ငါပေါ်တော့မယ် ကိုအဲ့လိုမလုပ်ပါနဲ့ကိုကြီး ငါပေါ်မှာဖြစ်တော့မယ် ။ခရတရားအာရုံပြုပါကိုကြီး ဟုတ်ဘူးငါပေါ်မှာရတော့ဘာလူလူရ ။ကိုကြီးမိသားစုရှိနေအဲ့လိုစကားတွေမပြောပါနဲ့လည်းမကန်တာတော့ကြီး ဟုတ်ပြီငါပေါ်မှာရတော့မှာကွာ ။ကိုကြီးဘယ်သွားမှာ ဟုတ်ဗျာတရောင်းသားရအရက်ဆိုင်နေဖွင့်ပြီဆိုတော့အရက်ဆိုင်သွားမလို့ပေါ့ဟာ I am who you are, you are who you are, shaking who you are, everybody who you are.